Gugu gaga ဒီနေ့မှာကျွန်မနေရော bro မဟုတ်တဲ့ bro ရဲ့ bro မဟုတ်တဲ့ bro မှာ blow တွေ sora နဲ့ blow တွေကျွန်းချင်းဆော့ပြောင်းမယ်ဆိုတော့ရှင်တို့စောက်ကြည့်လိုက်တော့ကျွန်မရင်းဝင်ဘူးတော့မှာနေပွဲစားချင်းမှာပဲကျွန်မရင်းလို့ကြံပြမယ်ကျွန်မစေးမနာရဲ့ AD နဲ့ခုတ်ပဲကျွန်မရှိမစပယ်အကုန်တုံးတောက်ရတာတဲ့ကျေးဇူးတင်ပါတယ်လို့ကျွန်မနေကပထမတစ်ခါမြောက်တော့ဒုတိယတစ်ခါမှာကျွန်မ3 man fan ကျွန်မ party fan နဲ့ခဲကျွန်မစကေတူတုံးကျွန်မရှိမစပယ်အကုန်တုံးလိုက်ထိုးကျွန်မအကုန်လုံးဟိုက်လိုက်ထိုးပဲကျွန်မအဲ့မှာရမ်းကြံပြလိုက်တာပေါ့နော်ကျွန်မပွဲစားကျွန်မပဲကျွန်မ AD တုံး3 man စပယ်အကုန်တုံးတောက်ရကမှကျွန်မထိုးတက်ပြလိုက်ပေါ့နော်တတိယကြီးမှာကျွန်မနေပါအမ4 main ကောက်ဖလာကောအဲ့ဒီဖလာကကြီးဖမ်းတာဟာကိုပဲဘလူစတန်မီရွာမယ်ရှိမှစပယ်ကိုသုံးထားတယ်ကိုပဲစတန်မီကိုပဲတေးရွာတာတဲ့ကျေးဇူးတင်ပါတယ်တက်ဖောင်နဲ့ဖလာကနဲ့အမချန်ကယ်ကိုဖမ်းတာကွယ်မမီရွာပါဘူးတဲ့ဘလူကြီးလောက်ရမသိဘူးတော့မေးပြီးလိုက်ကြပါအမကိုပဲတေးရွာတာတဲ့ကျေးဇူးတင်ပါတယ်ကျွန်မခဏလွဲနေကျွန်မဒေါသထွက်ကျွန်မအမကောက်ဖလာတူမမီရွာတာတဲ့တူမမီရွာတော့ကျွန်မရှိမှစပယ်အကုန်သုံးထိုးအကြိုက်ထိုးပြီးကျွန်မအရင်ကြမ်းပြလိုက်ကြပါတော့ကျွန်မတပွဲလုံးမှာတက်ဖောင်များတော့ assassin ဖောင်လေးတောင်းပြီးတော့ကျွန်မဝင်ထိုးတာတော့ကျွန်မပဲတေးရွာတာတဲ့ oh my god နာဘလူကြီးတော့နောက်ဆုံးမှာကိုရုပ်ချော်လေးရပဲအနာရရှိသွားဖြစ်ပါရဲ့ပေါ့နော်ကျွန်မပြောပါတယ်ကျွန်မကိုရင်းဝင်ပြီးတော့ share ကျုံးနေတာပါလို့ဂဲုံပြောတာ victory ကျွန်တော်ရဲ့ game လေးကြိုင်းဆိုကျွန်တော် like follow နဲ့ကူညီပေးကြပါခင်ဗျာအားလုံးပဲတတအပ